အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဖူဖာလေးကိုကုံတိုက်ထဲမှာတလိษံဥယျာဉ်ရှိတယ်ဆိုလို့မိကလာပြတာပဲဖြစ်ပါတယ်ရှင်ဝင်ချင်းမှာပဲဇီကွက်လေးကအရန်လာလို့မိကအယုတ်လို့တောင်ထင်နေပါတယ်ဖူဖာကမြောက်သေးလေးနှစ်ကောင်တွေ့တာနဲ့အရန်ဟိုမှာစိတ်ဝင်စားနေပါတယ်ဒီမြောက်သေးလေးနှစ်ကောင်ဘာတွေရှောက်လုံနေရလဲမသိဘူးအကြီးတွေလည်းရှိပါတယ်ဒါပေမဲ့အထဲကိုဝင်ရိုက်လို့ရတယ်မိတော့ကြောက်တော့ဝင်မရိုက်တော့ဒီကောင်လေးကအီကွမ်နာပေါက်တင်မျိုးလို့ခေါ်ပါတယ်အရန်ဟိုမှာညိမ်ပြီးတော့ဗောနော်တင်းရစရာလည်းကောင်းပါတယ်ဖူဖာကကောင်တိုင်းကိုတော့ချစ်ပါတယ်ဒါပေမဲ့အကောင်လေးနဲ့ထိတွေ့ဖို့ကြတော့သူကမရဲသေးပါဘူးဒီမှာရှိတဲ့တိလိษံလေးတွေကိုအစာကျွေးလို့ရပါတယ်အစာကဝယ်မယ်ဆိုလို့ရှိရင်20ဘတ်ပေးရပါတယ်ဝက်ကလေးတွေကိုတော့မိကနိုးတိုက်ခဲ့တယ်ပေါ့နော်ငါကလေးတွေကိုအစာတော့ကျင်းမယ်နော်ပိုင်မယ်โอเคအဲထဲမဝင်ရတယ်ဝင်လို့ချင်းမိထားအောင်တော့ဒီထဲမှာကငါကလေးတွေကိုအစာကျွေးလို့ရပြီးတော့ဓာတ်ပုံနဲ့ရိုက်လို့ရတယ်ရှင်ดูเขาทำไมမမြုပ်ကြရဟုတ်လားမင်းသူခွက်ကိုလေတူလားအတင်းလေးမမရပိတ်ထားတဲ့ဟာအတင်းဒါရုပ်ခွာချိုင်ပြချအောင်တီးရတဲ့အစားအစားအောင်ဆိုတီးတယ်ခုနကမိကယုံစားမကျွေးလိုက်ရလို့ဖူဖာလေးကိုကင်ရဲအောင်လို့မိကသူ့ကိုကိုယ်တိုင်ယုံစားကျွေးခိုင်းနေပေါ့နော်ဒီမှာကတလိษံယုံတေးသေးလေးဆိုပေမဲ့လေသူကချစ်စရာကောင်းတဲ့အကောင်လေးတွေတော်တော်များများကိုသူလာထားရတယ်ပေါ့နော်ကျတူရေးဆိုလို့ရှိရင်လည်းအမျိုးစားများဆိုတာရှိပြီးမိမမြင်ဘူးတဲ့အကောင်မျိုးစားလေးတွေလည်းတွေ့တယ်ပေါ့နော်သူက20တခု5ချက်လေးချောင်းလေအခုမှဘာဘာပလက်ရှိကိုမြင်ဘူးပါတယ်ပုံမှန်ဆိုလို့ရှိရင်တော့အဖြူရောင်လေးပဲမြင်ဘူးတာပါရှင်ဒါလေးကကြတော့မီယာခတ်လို့ခေါ်ပါတယ်ကြောင်လိုကြွက်လိုပုံစံလေးနဲ့ချက်စီရလည်းအရန်ကောင်းပါတယ်နော်အခုဒီကိုတွားလာတာအရန်လဲပျော်စရာကောင်းတယ်လို့အသေးရစရာလည်းကောင်းပါတယ်တကယ်လို့ဒီနေရာကိုတွားချင်တယ်ဆိုလို့ရှိရင်တွားကြည့်ကြပါရှင်